ကိုရဲ့အတိတ်ကချစ်သူရေးစားအိမ်အောင်ဘက်ဒါမှမဟုတ်လက်ရှိပြစ်စုံပံမှာရှိနေတဲ့လက်ရှိတွဲနေတယ်ပေါ့နော်ချစ်သူရေးစားအိမ်အောင်ဘက်ဘသူကိုမဆိုကိုရဲ့ energetic field ကိုခေါ်ပြီးတော့မှ relationship healing လေးလုပ်ကြရအောင်နော်အရင်ဦးဆုံးကိုကတိတ်ဆိတ်အေးချမ်းတဲ့နေရာအနှောက်အယှက်ဘယ်သူမှမပြုတ်နိုင်တဲ့နေရာမျိုးမှာအေးအေးဆေးဆေးနှစ်ချက်ကလေးနှစ်ဖက်တက်ပြီးတော့မှထိုင်ရင်းနဲ့အရင်ဆုံးကိုရဲ့စိတ်ကလေးတွေတည်ငြိမ်အောင်အရင်လှုပ်လိုက်ရအောင်နော်အတွေးတွေအားလုံးကိုရက်ပြီးတော့မှအခုအသက်ရှူသွင်းရှူထုတ်လေးမှာပဲအာရုံပြုလိုက်ရအောင်အသက်ကလေးကိုဖြည်းဖြည်းနဲ့မှန်မှန်လေးရှည်ရှည်လေးရှူသွင်းလိုက်မယ်ပြီးရင်အသက်ကိုအောင့်ထားမယ်4 3 2 1အသက်ကိုပါးစပ်ကနေဖြည်းဖြည်းချင်းအရှိပြန်ရှူထုတ်ပါမယ်နောက်တစ်ချိန်ရှူသွင်းပါမယ်အသက်ကိုအောင့်ထားမယ်4 3 2 1ပါးစပ်ကနေဖြည်းဖြည်းချင်းရှည်ရှည်လေးပြန်ပြီးတော့ရှူထုတ်ပါမယ်နောက်တစ်ချိန်ရှူသွင်းကြရအောင်အသက်ကလေးကိုအောင့်ထားမယ်4 3 2 1ပြန်ပြီးတော့မှရှူထုတ်ပါမယ်အခုမိတ်ဆွေရဲ့ရင်ညွတ်အလဲတဲ့နေရာလေးအာရုံပြုထားပေးပါအဲ့ဒီနေရာမှာ heart chakra ရှိပါတယ်အဲ့ဒီနေရာလေးကို healing ပေးမှာဖြစ်ပါတယ် healing ကိုလက်ခံတယ်လို့အာရုံပြုပြီးတော့မှလက်ခံထားပေးပါနော်အခုမိတ်ဆွေရဲ့စီးစက်နေရာစီးကုံနေရာလေးကိုအာရုံပြုထားပေးပါဒီနေရာမှာ sacral chakra ရှိပါတယ်ဒီနေရာလေးကိုအာရုံပြုထားပေးပါဒီနေရာလေးကို healing လက်ခံပေးပါနော်ဒီ sacral chakra မှာလူတွေကကိုယ့်ရဲ့ emotion feelings တွေစိတ်ခံစားချက်တွေကိုထိမ့်သိမ်းထားတတ်ပါတယ်အဲ့ဒီနေရာလေးကို healing လုပ်ကြရအောင်နော်အခုကိုဖိတ်ခေါ်ခြင်းတဲ့သူကိုယ့်ရဲ့ energy field ကိုယ့်ရဲ့ energy စက်ကွင်းတွေကိုဖိတ်ခေါ်လို့ရပါပြီကိုယ့်ရဲ့ရှေ့တဲ့ရာနေသူကတလန့်ချင်းကိုယ့်ရဲ့မျက်နှာလေးကိုကြည့်ပြီးတော့မှရှောက်လန်းပြီးတော့ဝင်ရောက်လာတယ်လို့ပုံဖော်ပေးပါကိုယ့်ရဲ့ energy စက်ကွင်းတွေကိုသူဝင်ရောက်လာပြီးတဲ့အချိန်မှာသူ့ကိုကိုယ့်အနေနဲ့ကောင်းသောစကားကိုသာပြောဆိုရမှာဖြစ်ပါတယ်သူ့ပေါ်မှာဘယ်လောက်ချစ်ကြောင်းသူ့ကိုခွင့်လွှတ်ကြောင်းကိုကိုလည်းခွင့်လွှတ်ပေးဖို့ပြောချင်ရင်လည်းပြောလို့ရပါတယ်။ကောင်းသောစကားမေတ္တာနဲ့ရှင်သောစကား
ကိုချင်းစာတရား compassion နဲ့ရှင်သုံးစကားကိုသာပြောရပါမယ်ကိုတောင်းပန်ခြင်းနဲ့အရာတွေရှိရင်လည်းတောင်းပန်လို့ရပါတယ်သူ့ပေါ်မှာဘယ်လောက်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြပေးလို့ရပါတယ်အခုအချိန်3မိနစ်ပေးပါမယ်ဒီအချိန်3မိနစ်အတွင်းမှာသူ့ပေါ်မှာကောင်းသောစကားတွေကိုသာဒီလိုအရာတွေကိုသာပြောပေးပါနော်ဒီလိုပြောနေတဲ့အချိန်မှာလည်း healing ကိုတောက်လျှောက်ပေးထားမှာဖြစ်ပါတယ်။ healing ကိုလည်းလက်ခံထားတယ်လို့အာရုံပြုထားပေးပါ။ဒီလိုအာရုံပြုရင်းနဲ့ပြောပေးပါနော်။အခုနှစ်ဦးနှစ်ဖက်လုံးမှာ healing တွေအပြည့်အဝဖြစ်ပေါ်နေပါပြီ။အခုသူ့ကိုကောင်းတဲ့စကားတွေပြောလိုက်ရပြီဖြစ်တဲ့အတွက်ပြောပြီးပြီဖြစ်တဲ့အတွက်သူကကိုယ့်ရဲ့မျက်နှာလေးကိုပြုံးကြည့်နေရင်းနဲ့မှတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့မြင်ကွင်းထဲကနေဖြည်းဖြည်းချင်းပျောက်ကွယ်သွားတယ်လို့အာရုံပြုပေးပါနော်။ဆက်လက်ပြီးတော့ကိုယ့်ရဲ့နှလုံးသားနေရာလေးကိုဆက်ပြီးတော့မှရင်းညွှန်းတဲ့နေရာလေးကိုအာရုံပြုထားရင်းနဲ့ healing ကိုဆက်လက်ခံယူပေးပါ။ relationship healing ပြီးဆုံးပါပြီမိတ်ဆွေအနေနဲ့ရေများများတောက်ပေးဖို့နဲ့အိပ်ဆက်အနားယူပေးဖို့အတွက်အကြံပြုတိုက်တွန်းအပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် healing တွေအပြည့်အဝဖြစ်ပေါ်ကြပါစေ။